တခွားသည့်စားသုံးခြင်းကြောင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနံပါတ်1ရင်းနှက်ပြည့်စေပြီးခန္ဓာကိုယ်ကိုရေဓာတ်ပြေဝစေပါတယ်။နံပါတ်2သွေးထဲကအဆိပ်တောက်များကိုဖယ်ရှားပေးပြီးအသည်းနဲ့ကြောက်ကပ်လှုပ်ဆောင်မှုကိုကောင်းမွန်စေပါတယ်။နံပါတ်3အစာစားခြင်းစိတ်ကိုထိန်းပေးနိုင်တာကြောင့်ကိုယ်လေးချိန်ကျစေခြင်း။နံပါတ်4အသားရည်ကြီးလင်းကအရွယ်တင်မှုပြိုစေပြီးအရေပြားကျန်းမာရေးကိုကောင်းမွန်စေခြင်း။နံပါတ်5နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပြီးနှလုံးကျန်းမာရေးကိုအားပေးခြင်း။နံပါတ်6အယိုးပွားယောဂါကိုကာကွယ်ပေးပြီးအယိုးနဲ့သွားများကိုတန်မာစေခြင်း။နံပါတ်9မှတ်ဉာဏ်ကောင်းစေပြီးအုံနောက်နဲ့အာယုံကြောစနစ်ကိုကောင်းမွန်စေခြင်း။နံပါတ်10သွေးတွင်းတကြားတက်ကိုထိန်းညှိပေးခြင်း။နံပါတ်9ဦးလှုပ်ရှားမှုကိုကောင်းစေပြီးဝမ်းရှုပ်ခြင်းကိုလည်းကာကွယ်ပေးတာကြောင့်ဝမ်းမှန်စေခြင်း။နံပါတ်10တခွားသီးမှာပါဝင်တဲ့လိုင်ကိုပိန်းတက်ဟာကင်ဆာဆဲများကြီးထွားမှုကိုတားဆီးပေးနိုင်လို့ကင်ဆာကာကွယ်နိုင်ခြင်းတတိပြုရန်အလွန်ကျွံစားသုံးပါကဘိုက်အောက်လေးပွားခြင်းတို့ဖြစ်စေနိုင်လို့တင့်တင့်စွာစားမှသာကောင်းကျိုးများကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်။